All eyes on Rafah ဆိုတဲ့စာသားကိုနေရာအနှံ့မှာမြင်တွေ့နေရမှာပါ။ဒါပေမဲ့ဒီဖြစ်ရတဲ့သမိုင်းကြောင်းအမှန်ကိုသင်သိပါသလား။အရာအလုံးဟာ Ottoman Empire ပြိုကွယ်မှုနဲ့အတူစတင်ခဲ့တာပါ။ပထမကမ္ဘာစစ်အပြီးမှာ British တို့ဟာပါလက်စတိုင်းဒေသကိုထိန်းချုပ်ခဲ့ပြီးဂျူးလူမျိုးတွေစီလွှဲပြောင်းပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့နှစ်ပေါင်း80ကျော်အောင်ပါလက်စတိုင်းလူမျိုးတွေဟာဖိနှိပ်ချုပ်ချယ်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကြောင့်Hamas အဖွဲ့ကအစ္စရေးကိုအကြီးကျယ်တိုက်ခိုက်ခဲ့ပါတယ်။အောက်တိုဘာလ9ရက်နေ့မှာတော့အစ္စရေးကဂါဇာကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ပါလက်စတိုင်းတွေကိုဘေးကင်းဆုံလို့ခေါ်တဲ့တောင်ဘက်ပိုင်းယာဖာမြို့စီပြောင်းရွှေ့ဖို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဘေးကင်းရာကိုသွားနေတဲ့လမ်းမှာတော့သူတို့ဟာဘုံကျဲမှုနဲ့ပစ်ခတ်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ယာဖာကိုရောက်တဲ့အခါမှာလည်းအစ္စရေးကသူတို့ကိုထပ်မံတိမ်းရှောင်ဖို့တတိပေးခဲ့ပြန်ပါတယ်။မေလ24ရက်နေ့မှာတော့အစ္စရေးဟာယာဖာကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးကီလိုဂရမ်1000အထိအလေးချိန်ရှိတဲ့ဘုံတွေကိုအသုံးပြုကယာဖာကဒုက္ခသည်တဲစခန်းတွေကိုဘုံကျဲခဲ့ပါတယ်။အစ္စရေးကတော့ပစ်မှတ်ကိုတိတိကျကျတိုက်ခိုက်တာလို့ပြောဆိုပေမဲ့လက်တွေ့မြေပြင်မှာတော့ပစ္စည်းဆုံးရှုံးမှုတွေဟာအလွန်ဆိုးရွားခဲ့ပါတယ်။တေဆုံးသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်ခဲ့ပါတယ်။ဘေးကင်းမှမယ်ဆိုတဲ့ကတိပေးခဲ့ပေမဲ့ယာဖာမြို့ဟာမရက်မနက်ကျူးကျော်ဘုံကျဲခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။